ဖွင့်လိုက်တဲ့အခါမှာတော့ကောင်လေးခံမှန်းထားသလိုပဲတသုံးလုံးထွက်လာတာကိုမြင်လိုက်ရတယ်ဒီလိုနဲ့ချန်ရှမ်းဟာလောင်းကစားဝိုင်းတစ်ခုမှာအကျွေစစ်1000ကိုတခုငေဖြစ်အောင်နိုင်လိုက်တဲ့အတွက်တဝိုင်းလုံးကလူတွေအန်တာမင်တက်သွားကြပါတယ်ကာစီနိုကမင်းကလေးတွေကလည်းသူ့ကိုဝိုင်းုံပြီးအားကျနေကြပါတယ်ချန်ရှမ်းမှာပစ္စည်းတွေကိုဖောက်ထွင်းမြင်နိုင်တဲ့မျက်စိရှိနေပြီးအန်စာတုံးတွေဘာကြမယ်ဆိုတာကိုကြိုသိနေတာပါသူနဲ့အတူပါလာတဲ့ကောင်မလေးတွေကရှင်မာဖောက်ထွင်းကြည့်နိုင်တဲ့မျက်လုံးများရှိနေတာလားလို့နောက်ပြောင်မေးတဲ့အခါသူကတကယ်သာရှိရင်မင်းတို့နှစ်ယောက်လုံးကိုငါအကုန်မြင်နေရမှာပေါ့လို့ပြန်နောက်လိုက်ပါသေးတယ်အများကြီးရှုံးသွားတဲ့အတွက်ကာစီနိုပိုင်ရှင်လူမိုက်ကြီးကဒေါသတကြီးရောက်လာပြီးသူ့တပည့်ကိုပါရိုက်ကအခြေအနေကိုကြည့်ခိုင်းပါတယ်အဲ့ဒီနောက်မှာချန်ရှမ်းဟာကောင်းစတာဆန်ဆန်မင်းကလေးတယောက်နဲ့တွေ့ဆုံပါတယ်သူမရဲ့တက်တော်ဆောင်ကချန်ရှမ်းကိုတင်းနဲ့ချိန်ထားပေမဲ့သူကတော့အေးအေးဆေးဆေးပါပဲချန်ရှမ်းကအဲ့ဒီမင်းကလေးကိုကြည့်ပြီးမင်းကောင်းထဲမှာတန်ကောင်တွေရှိနေတဲ့တာမန်ဆက်တွေနဲ့စစ်လို့မရဘူးလို့ထူးထူးဆန်းဆန်းတတိပေးလိုက်ပါတယ်မင်းကလေးကတော့သူမပြီးခဲ့တဲ့ဘက်ကမှဆေးစစ်ထားတာဘာမှမရှိဘူးလို့ပြောပြီးသူ့ကိုယူနေတယ်လို့ထင်ကားလွတ်ပေးလိုက်ပါတယ်ဒါပေမဲ့ချန်ရှမ်းထွက်သွားပြီးမကြခင်မှာပဲသူမဟာရုတ်တရက်ခေါင်းကိုက်ဝေဒနာအပြင်းထန်ခံစားရပြီးမူးလဲမတက်ဖြစ်သွားပါတယ်အဲ့ဒီတော့မှချန်ရှမ်းပြောတာမှန်နေမှန်းသိသွားပြီးတနာရီအတွင်းသူ့ကိုပြန်ရှာပေးလို့အမိန့်ပေးလိုက်ပါတော့တယ်ချန်ရှမ်းဟာသူနဲ့အတူပါလာတဲ့ကောင်မလေးချန်ရှင်းနဲ့အတူကားပေါ်မှာရှိနေပါတယ်သူကနိုင်ထားတဲ့ပိုက်ဆံတွေက9တန်းကိုခွဲပေးပေမဲ့ကောင်မလေးကဒါတွေကရှင်နိုင်ထားရလေရှင်ပိုက်ဆံလိုနေတာမဟုတ်လားလို့ဆိုပြီးညစ်ဆိုပါတယ်ချန်ရှမ်းကတော့ငါလည်းပိုက်ဆံမလိုပါဘူးလို့ပြောပြီးကားပေါ်ကဆင်းသွားပါတယ်ဒီနေရာမှာသူတို့နှစ်ယောက်ကြားကတန်ရောစင်နဲ့ချန်ရှမ်းရဲ့ထူးဆန်းတဲ့စရိုက်ကိုတွေ့မြင်နိုင်ပါတယ်ဒီလိုနဲ့ချန်ရှမ်းတယောက်ကားပေါ်ကနေဆင်းသွားခဲ့တယ်မကြခင်ကားပေါ်ကနေဆင်းလာတဲ့ချန်ရှမ်းဟာကျောင်းကလူမိုက်တစုရဲ့ဝိုင်းထားခြင်းကိုခံနေရပါတယ်ကျိုးဆိုတဲ့လူချမ်းသာသားကချန်ရှမ်းကိုသူ့သဘောကျတဲ့မိန်းကလေးနဲ့ပတ်သက်တယ်ဆိုပြီးဒေါသထွက်နေတာပါကျိုးကဘစ်ဘောလုံးနဲ့ချန်ရှမ်းကိုအားကုန်လွှဲရိုက်လိုက်တဲ့အချိန်မှာပဲထူးခြားတာတစ်ခုဖြစ်သွားပါတယ်ချန်ရှမ်းရဲ့မျက်လုံးတွေကရုတ်တရက်အယောင်ပြောင်းသွားပြီးသူ့အတွက်အရာအအောင်ကနှိကွေးသွားတယ်လို့ဖြစ်သွားပါတယ်ရန်သူရဲ့လှုပ်ရှားမှုတိုင်းကိုကြုံမြင်နေရတဲ့ချန်ရှမ်းဟာအသာလေးရှောင်လိုက်ပြီးကျိုးကိုတစ်ချက်တည်းနဲ့ကန်ထုတ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီးချန်ရှမ်းကိုကုသခဖြစ်ငွေ10တန်းပေးကသူတို့တခင်မလေးကိုကယ်ပေးဖို့လာရောက်ခေါ်ဆောင်သွားပါတယ်ချန်ရှမ်းရောက်သွားတဲ့နေရာကတော့မြို့ကအချမ်းသာဆုံးလုံမီသားစုရဲ့တခင်မလေးကုသမှုခံယူနေတဲ့နေရာပါအဲ့ဒီမှာစေယုံအုပ်ကြီးကိုယ်တိုင်ရှိနေပေမဲ့တခင်မလေးတွေ့အပ်နေတဲ့ယောဂကိုဘာကြောင့်လဲဆိုတာရှာမတွေ့ပဲဖြစ်နေပါတယ်ကျိုးကလည်းအဲ့ဒီနေရာကိုရောက်နေပြီးချန်ရှမ်းကိုမင်းလိုကောင်ကဘာတက်လို့လဲဆိုပြီးအားလုံးရှိမှနှိမ်ချပြောဆိုနေပါတယ်ချန်ရှမ်းကတခင်မလေးကိုကြည့်လိုက်တဲ့အခါသူ့ရဲ့အေးရေးမျက်လုံးကြောင့်ခန္ဓာကိုယ်တွင်းပိုင်းကိုအကုန်မြင်လိုက်ရပါတယ်သူကတခင်မလေးရဲ့ဥနောက်အာယုံကြောရဲမှာကပ်ပါကောင်တစ်ကောင်ရှိနေတာကြောင့်အခုလိုဖြစ်နေတာလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့စေယုံအုပ်ကြီးကကပ်ပါကောင်ရှိရင်နာကျင်ရမှာပေါ့အခုတခင်မလေးကမနာပဲတွေးပဲအန်နေတာဆိုပြီးမယုံကြည်တယ်လို့ပြောဆိုပါတယ်ချန်ရှမ်းကဘသူစကားကိုမှဂယုမဆိုင်ပဲတခင်မလေးကိုကုသဖို့ပြင်ဆင်ပါတယ်သူဟာတခင်မလေးရဲ့အဝတ်စားအော်ကနေတောင်အတွင်းကယောဂဖြစ်ပွားမှုကိုအတိအကျမြင်နေရတာပါလူများကသူ့ကိုလူလိန်လို့ထင်နေကြပေမဲ့ချန်ရှမ်းကတော့သူ့ရဲ့စွမ်းအားကိုအသုံးချပြီးအားလုံးကိုအံ့တသွားအောင်လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ